ရုပ်ရှင်စားရိုက်တုန်းကတော့လာသမျှလက်ခံဖြစ်ပေမဲ့အခုတော့တေချာလေးစီစစ်ပြီးရွေးဖြစ်တယ်လို့ပြောလာခဲ့တဲ့နေဝင်းခတ်တာတော့အကုန်ခတ်တယ်ကျွန်တော်တို့ထင်တာပဲကျွန်တော်အနေနဲ့တော့ခုမှလွယ်မနေဘူးလွယ်မနေတော့ပေးတဲ့ဟာပေါ်မှာအမြဲအရန်ကြီးစူးစမ်းနေရတာဟိုကခတ်တယ်ဒီဟာလွယ်တယ်တော့ကျွန်တော်ကတော့အဲ့လိုမမြင်ဘူးအကုန်ခတ်တယ်အကုန်ခတ်တယ်ဆိုတော့ဒါတော့ကိုယ်တန်ပဲတော့ကျွန်တော်အနေနဲ့တော့အကုန်ခတ်ပါတယ်ဒါကကိုကန်းတဲ့ညစကားတဲ့အကုန်လက်ခံဖြစ်တာများလားဒါမှမဟုတ်ညင်းတာတွေရောရှိတယ်ကျွန်တော်စရိုက်တုန်းကတော့ပေးသမျှတော့မရိုက်ဘူးပေါ့လေဒါပေမဲ့နည်းနည်းပါးပါးအဆင်ပြေရင်တော့ရိုက်လိုက်တာများပါတယ်ပေးလိုက်တာရိုက်လိုက်တာများပါတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့အဲ့လိုမျိုးပို့ပြီးတော့စီစစ်ပြီးတော့ပို့ပြီးကောင်းတဲ့ဟာကျွန်တော်တို့ပရိသတ်လည်းပို့ပြီးအဆင်ပြေမဲ့ဟာဆိုတာတကယ်ဇလန်းပို့ကောင်းတဲ့ဟာတကယ်အနေမြင့်တက်ကြတွေပို့များတဲ့ဟာအဲ့လိုမျိုးတော့အခုနောက်ပိုင်းတော့ပို့ရွေးဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းဆိုလို့ရှိရင်ဒီခါတန်းတဲ့ drama ဆိုလို့ရှိရင်ကိုလာကန်းတဲ့ခါမှာလူကစားမျိုးဆိုလို့ရှိရင်ပို့ပြီးတော့ကြိုက်ဖြစ်သွားတယ်ကျွန်တော်ကြိုက်ရင်ပေရမဆိုရိုက်မှာဖျားရင်တော့ဈေးကန်းသွားတာပေါ့ကျွန်တော်ထွေထူးတော့ဂိမ်းစားကျွန်တော်ဒီတိုင်းပဲပုံမှန်ပဲတော့ဒီနေ့ကနည်းနည်းလေးတော့ပင်ပန်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မနက်ကဒီပွဲရှိလို့ကျွန်တော်နေမှာကျွန်တော်ကားရိုက်နေတော့ကားမောင်းပြီးတော့ပြန်လာပြီးတော့အခုကျွန်တော်ဒီကိုတန်းဝင်လာတာပေါ့လေဒီမှာလည်းဟိုတချို့ခီးသွားနေတဲ့အတားတွေလည်းရှိတော့ကျွန်တော်မလာရင်လည်းအစင်ကမပြေတော့ဘူးဆိုတဲ့အတွက်ကျွန်တော်ဟိုမှာခဏခွင့်တောင်းပြီးတော့ဗောနော်တရက်နေ့ခွင့်တောင်းပြီးတော့ကျွန်တော်ထွက်လာကျမ်းမာရေးကတော့ဘာမှမဖြစ်တော့ဘာမှမဖြစ်ဘူးဗောနော်ဖြစ်တော့လည်းစေကန်းသွားမှာဒီလောက်ပါပဲ